အားလုံးပဲမင်္ဂလာပါ my idea နေပြီးတော့ကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်အလုပ်6လောက်စီဖော်တစ်စုံရိုက်ပြပြီးတော့ဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ Microsoft Word ကိုဝင်လိုက်မယ်ဝင်ပြီးတာနဲ့ကျွန်တော်တို့ဒီအောက်မှာ new ဆိုတဲ့ဟာလေးပေါ့နော်ဟိုအောက်မှာ new ဆိုတဲ့ဟာလေးကျွန်တော်နှိပ်မယ် new ဆိုတဲ့ဟာလေးနှိပ်ပြီးတော့မှကျွန်တော်တို့ဒီနားလေးကစာရွက်ပေါ့နော်အလွတ်တစ်စုံလေးကိုကျွန်တော်ယူလိုက်ပါမယ်ယူပြီးတော့မှကျွန်တော်တို့ပေါ့နော်ပထမအောင်ဆုံး margin ပေါ့နော် margin တက်မဲ့မယ်ဘေးဟောပေါ့နော်ဘေးကုန်တက်မဲ့မယ်ကျွန်တော်တို့ပထမအောင်ဆုံး၄ယောက်ကုန်ဝင်လိုက်မယ်၄ယောက်ဝင်မှဒီဘေးဟောပေါ့နော်ဘေးဖက်ဆိုင်မှာကျွန်တော်တို့ margin ဆိုတဲ့ဟာလေးရှိပါတယ်ဒီ margin လေးကိုကျွန်တော်တို့ဝင်လိုက်မယ်ဝင်ပြီးတော့မှကျွန်တော်တို့ပေါ့နော်ဒီတလက်မဘယ်လိုထားမလဲပေါ့နော်ကျွန်တော်တို့အပေါ်မှာတလက်မထားမလားကျွန်တော်တို့ဘေးဖက်မှာတလက်မထားမလားဒါမှမဟုတ်ဒီတလက်မခွေးထားမလားညာဖက်မှာရောကျွန်တော်ဘယ်လောက်ထားမလဲပေါ့နော်ကျွန်တော်ကတော့ကိုဟောပေါ့ကျွန်တော်ကတော့ဒီအပေါ်တလက်မအောက်တလက်မပြီးတော့ဘေးဖက်ကတလက်မညာဖက်ကတလက်မဆိုပြီးတော့ကျွန်တော်ထားလိုက်ပါမယ်အဲ့လိုထားရှင်နေဆိုရင်ကျွန်တော်တို့ဒီလက်မပြောင်းပြီးတော့ထားရှင်နေဆိုရင်ဘေးဟာလေးကဟိုပေါ့ပြောင်းလဲဆိုတာကျွန်တော်ကြည့်ရမယ်ဒီမှာ narrow မှာကျွန်တော်လက်က 0.5 လာမှာ right က 0.5 လာမှာအပေါ်မှာ 0.5 လာမှာအောက်မှာ 0.5 လာမှာဆိုပြီးပါပါတယ်ဒီကောင်လေးကတော့တပါးလေးလုပ်ပြီးသားပေါ့နော်ကျွန်တော်ကဒီဟာလေးကိုမကြိုက်ဘူးပေါ့ဒီအောက်မှာကြာရော moderate ကကြာတော့အပေါ်မှာတက်လာမှာ bottom ကတက်လာမှာဘေးဖက်ကဟို 0.75 ပေါ့နော်ဒီ right က 0.75 လာမှာရှိပါတယ်အဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဘာလို့ဆိုတော့ဒီမှာတလက်မစီမပါပါဘူးမပါလို့ကျွန်တော်ဒီဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီဟာလေးကိုပြောင်းမယ်ဆိုရင်ပြန်ပြီးတော့ဒီအခုကကျွန်တော်ဒီဟိုပါပေါ့နော် 0.75 လာမှာဖြစ်သွားပြီဒီပညာပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောင်းမယ်ဆိုပြန်ပြီးတော့မှ margin လေးကိုဝင်မယ်ဝင်ပြီးတော့မှဒီမှာ customer margin ဆိုတဲ့ဟာလေးရှိပါတယ် customer margin ဟာလေးကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဝယ်ပြီးတော့မှကျွန်တော်တို့ဘေးဖက်မှာ 0.75 လက်မကိုကျွန်တော်တို့ဒီ double click နဲ့ကျွန်တော်တို့ select လုပ်လိုက်မယ်လုပ်ပြီးမှကျွန်တော်တို့လိုချင်တဲ့လက်မဆိုတဲ့ဟာလေးကိုကျွန်တော်ရိုက်ထည့်လိုက်မယ်ပေါ့နော်ပြီးမှကျွန်တော် right မှာလည်းအဲ့လိုပါပဲကျွန်တော်ဒီဟာလေးကို select လုပ်လိုက်မယ် select လုပ်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်လိုချင်တဲ့လက်မကိုကျွန်တော်တို့ရိုက်ထည့်လိုက်မယ်ပေါ့နော်အဲ့ထည့်ပြီးမှကျွန်တော်တို့ဒီ okay လေးဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ် okay ဆိုတဲ့ဟာလေးကိုကျွန်တော်ပြီးတော့ orientation လေးဝင်မယ် orientation မှာ portrait နဲ့ landscape ပေါ့နော် portrait ဆိုတာကျွန်တော်တို့ down light ရိုက်မယ်စာရွက်ပြောပါတယ်ဒီ landscape ကြတော့ကျွန်တော်တို့အလဲအလိုက်ရိုက်မယ်စာရွက်ကိုပြောတာပေါ့နော်ဒီကောင်က landscape ပေါ့နော် landscape ဆိုတာဒီအလဲအလိုက်ရိုက်တဲ့စာရွက်ပြောတာပါဒီ orientation မှာဒီ portrait ဆိုတာကကျွန်တော်တို့ဒီ down light ရိုက်တဲ့စာရွက်ပြောတာပါပြီးတော့မှကျွန်တော်တို့ဒီเนาะဒီစာရွက်ရဲ့ကျွန်တော်ဒီစာရွက် site ကိုရွေးပါမယ်စာရွက် site ကကျွန်တော်တို့ဗာနဲ့ရိုက်မလဲပေါ့နော်ကျွန်တော်ပထမအောင်ဆုံး site ကိုဝင်လိုက်မယ်ဝင်ပြီးတော့မှကျွန်တော်တို့ဒီ statement တို့ပေါ့နော် A3 A4 A5 ကြိုက်တဲ့ဟာနဲ့ရိုက်လို့ရတယ်ပေါ့နော်ကိုကြိုက်ချင်တဲ့ဟာနဲ့ကိုရိုက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ A4 လေးနဲ့ရိုက်ပါမယ်ဒါပဲဆိုတော့ဒီကောင်ကဒီဟိုပါပေါ့စီဖောင်ရိုက်တာကတော့ A4 3များလို့ပေါ့နော်ကျွန်တော်လည်း A4 နဲ့ရိုက်လိုက်ပါမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ပထမအောင်ဆုံးစာရေးဖို့အတွက်ပေါ့နော်ဒီပထမဆုံး curricular bitten ကိုကျွန်တော်တို့ကအလယ်မှာထားမှာပေါ့နော်စာတဲလေးမှာအလယ်မှာထားမယ် calculus bitten ကိုကျွန်တော်တို့ပထမဆုံးရိုက်မယ်ဆိုရင်ကျွန်တော်တို့ home ထဲသွားလိုက်မယ် home ထဲသွားပြီးမှကျွန်တော်တို့ဒီ paragraph group ရှိတယ်ပေါ့နော်ဒီ paragraph group ရှိတယ် group လေးမှာကျွန်တော်တို့စာရိုက်မဲ့ဟာလေးကိုဒီမှာဒီဟိုပါပေါ့ဒီနားမှာ shape out ရှိတယ်ဒီဘက်ကကျတော့ဒီဟိုပါ less ပြန်ပြထားတာဒီဟောပေါ့နော် align less ပေါ့နော် align less ဒီကကျတော့center ပေါ့နော်ဒီနားမှာ center ပါတယ်ဒီညာဘက်မှာကျတော့ကျွန်တော်တို့ right ပေါ့နော် align right ဆိုပြီးရှိပါတယ်ကျွန်တော်ဒီအလေက align ဒီ center လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ဂါဇာလေးကဒီမှာ center လေးမှာရောက်သွားပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုရှေ့ရှင်နေဆိုရင်ဒီအောက်မှာပေါ့နော်ဒီအောက်မှာကျွန်တော်တို့ဟိုဒီပေါင်းတဲ့အနှုတ်ဆိုတာလေးဟာလေးရှိတယ်ကျွန်တော်တို့ဒီဟာလေးကိုနှုတ်ကိုနှိပ်လိုက်မယ်ဆိုရင် minus ပေါ့နော် minus ကိုနှုတ်လိုက်မယ်ဆိုရင်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့တေးသွားမယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ plus ကိုနှိပ်လိုက်မယ် plus နဲ့တော့ကျေသွားတာပေါ့နော်ကျွန်တော် plus ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ပေါ့နော်ဒီ calculus bitten ကိုကျွန်တော်စာပြီးရိုက်မယ်အဲဒီမှာကျွန်တော်မြန်မာစာပုံနေတယ်ဆိုဒီဟာလေးကိုကျွန်တော်တို့ keyboard ပြောရှင်ဆိုရင် shift ရဲ့ control ရဲ့နှလုံးကိုကျွန်တော်တွဲပြီးနှိပ်လိုက်ပါမယ်နှိပ်တယ်ကျွန်တော်ဟာပေါ့နော် keyboard ပြောင်းတာပေါ့နော် keys on off အဲဒါဆိုကျွန်တော်အင်္ဂလိပ်စာ keyboard ပြောင်းသွားပါပြီ
sorry CV ဒီမှာကျွန်တော်ပြီးတယ်ကဲ calculus ဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီ CV form ကိုကျွန်တော်ဒီဟိုပါပေါ့နော်အပေါ်မှာရေးလို့ပြပါပြီအဲ့ဒါဆိုကျွန်တော်တို့အောက်မှာပေါ့နော်ကျွန်တော်နာမည်တွေပါလို့ရမယ်ပေါ့နော် apply position တို့ပါလို့ရမယ်ပေါ့နော်ပထမဆုံးအဲ့ဒါကိုကျွန်တော်တို့အောက်ကိုရှာမယ်ဆိုရင် enter လေးကိုခောက်ပြီးတော့မှကျွန်တော်တို့အောက်ကိုရှာလိုက်ပါမယ် enter ခောက်လိုက်မယ် enter ခောက်ပြီးတော့မှကျွန်တော်တို့ဒီပါပေါ့နော်ဒီ paragraph group ထဲမှာရှိတဲ့ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီ align line ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်လိုက်ဆိုတဲ့ဟာနှိပ်ပြီးတော့ကျွန်တော်တို့ဒီခါစားလေးကဒီဟိုပါပေါ့နော်ဘေးဖက်ရောက်သွားပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ပြပါမယ်နော် blind position position blind position အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီစာမေးခံပေါ့နော်ကျွန်တော်တို့ဟိုပါပေါ့ဘေးမြဲဟိုပေါ့နော်ဒီနားမှာချန်လိုက်လေးတွေရှာမှာဆိုတော့ကျွန်တော်တို့ဒီနားလေးမှာကျွန်တော်တို့ဒီပေါ့နော် test ဒီဟိုပေါ့ test ခုံမဲ့ဟာလေးကိုကျွန်တော်ယူရပါမယ် test ခုံမဲ့ဟာလေးကိုကျွန်တော်ယူရပါမယ်ဆိုရင်ကျွန်တော်ပထမအောင်ဆုံးဒီပေါ့နော်ဒီ paragraph group ထဲမှာပဲပေါ့နော်ဒီ paragraph group ထဲမှာကျွန်တော်ညာဖက်မှာပေါ့နော်ဒီညာလေးရှိတယ်အားလေးကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးမှပေါ့နော်နှိပ်ပြီးမှကျွန်တော်တို့ဒီ index expenses line and page print ဒီဟာလေးတို့ကျွန်တော်မသုံးပါဘူးကျွန်တော်သုံးမှာတော့ကျွန်တော်ဒီဘာပေါ့ preview ရဲ့အောက်မှာပေါ့နော်ဒီ test ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပါမယ် test ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပြီးတော့မှကျွန်တော် test ခုံမှာဆိုတော့ပေါ့နော် test position ခုံမှာဆိုတော့ကျွန်တော်တို့ပထမအောင်ဆုံးကျွန်တော်တို့ရဲ့ဟောပေါ့ test ကဘယ်လောက် position ခုံလဲဆိုရင်ဒီမှာကျွန်တော်ပေါ့နော် diffuse test ဆိုပြီးရေးထားပါတယ် diffuse test ဆိုတာကကျွန်တော် 0.5 လက်မှခုံတာပေါ့နော်တစ်ချက်နှိပ်ရင် 0.5 လက်မှခုံပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဘယ်နာလောက်ကိုခုံမလဲပေါ့နော်ကျွန်တော်ဒီဟောပေါ့ dotted line တွေပါတယ်ရှာဖို့အတွက်ပေါ့နော် dotted line ရှာဖို့အတွက်ကျွန်တော်ဘယ်နာလောက်ခုံမလဲအဲ့ဒါတွေကိုဟောပေါ့ကျွန်တော်ရွေးရပါမယ်ကျွန်တော်တို့အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်နာလောက်ခုံမလဲဆိုရင်ပေါ့နော်ဒီခုဒီကောင်ကဒီကျွန်တော်တို့ရဲ့ဒီဟိုပေါ့ဒီ 0.5 ခုံလေဆိုရင်ကျွန်တော်တို့ကဒီ test ကကြာရင်ဘယ်လိုသွားလဲဆိုတော့ကျွန်တော်တို့တစ်ခေါက်ခုံပေါ့နော်တစ်ချက်ခုံရင်ဒီ 0.5 လက်မလောက်ကိုသွားပါတယ်လေဒီကောင်ကနော်ဒီ 0.5 တကယ်လို့ဒီနားလေးမှာကျွန်တော်တို့က 0.5 လက်မမသွားရှင်ဘူးတလက်မဆိုလေရတယ်ကျွန်တော်ရဲ့ဒီ test ခုံတဲ့အချိန်မှာကတလက်မသွားမှာပေါ့နော်တလက်မလောက်လိုက်ရင်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအခုဒီမှာကျွန်တော်ရွေးရမှာဆိုတော့ကျွန်တော်ဟောပေါ့ test ခုံတဲ့နေရာကိုရွေးရမှာဆိုတော့ကျွန်တော်တို့2လက်မနဲ့3လက်မကျွန်တော်ကတော့ဒီ2လက်မနဲ့3လက်မကြားပေါ့နော်ဒီ 2.5 ပေါ့ 2.5 ကိုကျွန်တော်ရွေးလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့2.5 ဆိုပြီးမှကျွန်တော်ရိုက်ထိလိုက်မယ် keyboard နဲ့ keyboard မှာကျွန်တော်တို့2.5 ရိုက်ထိလိုက်မယ် 2.5 ရိုက်ထိလို့ပြီးပြီဆိုတာနဲ့ဒီမှာ alignment တို့ leader တို့ပေါ့နော် alignment ကတော့ကျွန်တော် length ကိုရွေးထားတယ်ပေါ့နော်ဒီ leader ကြတော့ name ကိုရွေးထားတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီ dotted line တွေလည်းပါတယ်ပေါ့နော်ဒီမှာကြတော့ကျွန်တော် dotted line တွေကိုမရွေးသေးပါဘူးဒီ dotted line မရွေးသေးဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ 2.5 ပြီးပြီဆိုတာနဲ့ကျွန်တော်အောက်မှာရှိတဲ့ဆက်လေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီဟာလေးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ 2.5 ကျွန်တော်ရဲ့ဟိုပါပေါ့နော် 2.5 ရွေးထားပြီးပြီဆိုတော့ကျွန်တော်နောက်တစ်ခုဘယ်နာကိုသွားပြီးဘယ်နာကိုခုံမလေးပေါ့နော်ကျွန်တော်ရဲ့ဟို test ကအဲ့ဒါဆိုရင်ကျွန်တော်ခုံမှာတော့ပေါ့နော်ဒီ3ပေါ့နော်ဒီနားမှာ3ရှိတယ်ပေါ့နော်ဒီ3ကို3လမှတိခုံမှာပေါ့နော်ကျွန်တော်ခုံမှာပြောမှဆိုပထမ 2.5 ရဲ့ဟိုကတော့3ပေါ့နော်3ပေါ့နော်3လမှတိခုံမယ်ဆိုပြီးကျွန်တော်အဆင်ပြေတယ်ဆိုရင်ဆက်လေးကိုနှိပ်လိုက်မယ်3လက်မခုံမယ်ဒီတစ်ခုကျွန်တော်နှစ်ခုပေါ့နော်ပထမတစ်ခုကျွန်တော် test ကဒီကနေပြီးတော့ဒီ 2.5 ကိုခုံမယ်2.5ကနေပြီးတော့ကျွန်တော်3လက်မကိုခုံမယ်ပေါ့နော်အဲ့ဒါခုံပြီးပြီဆိုတာနဲ့ကျွန်တော်ကဒီဟိုပါပေါ့ဒီ dotted line လေးတွေကိုကျွန်တော်တို့ဘယ်နာလောက်မှဆုံးမလဲပေါ့နော်ဘယ်နာလောက်မှဆုံးရရှင်လဲပေါ့နော်အဲ့လိုမျိုးကျွန်တော်ကကြတော့ဒီ dotted line ကိုကျွန်တော်ကကြတော့ဒီ6လက်မလောက်မှပဲထားလိုက်ပါပေါ့နော်ဒီအဆုံးထိဆွေးလေးရတယ်ကိုကြိုက်တယ်လို့ဆွေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီ6လမှလောက်မှာပဲထားလိုက်မယ်6လမှထားမယ်ဆိုရင်ကျွန်တော်တို့ဒီနားလေးမှာ6လမှဆိုပြီးရွေးလိုက်မယ်ရွေးပြီးတော့မှကျွန်တော်တို့ရဲ့အဲ့မှာကျွန်တော်အဆုံးထိဆွေးမယ်ဆိုတော့ကျွန်တော်ဒေါသလိုင်းတွေကိုရွေးရမှာဆိုတော့ကျွန်တော်ဒေါသလိုင်းတွေကတော့အောက်မှာဖိုးမှာဟိုပါပေါ့နော်ဒီဆက်လေးဟိုဟာဒီ minus လေးရှိတယ်ဒီဟိုကိုကြိုက်တယ်လို့ရွေးလို့ရတယ်ပေါ့နော်အဲ့ဒါကတော့ဒီနားမှာကျတော့ကျွန်တော် full stop ပုံစံမျိုးပေါ့နော်ဒီဟာလေးကိုကျွန်တော်ရွေးလိုက်မယ်ဒီဟာလေးကို number 2ပေါ့နော်ဒီဟာလေးရွေးပြီးတော့မှကျွန်တော်တို့အဆင်ပြေပြီဆိုတာနဲ့ okay လေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်ပြီးမှကျွန်တော်တို့ဟိုပါပေါ့နော်အဲ့ဒါဆိုရင်ဒီနားလေးမှာကျွန်တော်တို့ပေါ်နေမယ်ပေါ့နော်အပေါ်မှာ ruler ဆိုတဲ့
ပေးတယ်ပေါ့မှာကျွန်တော်တို့ပေါ့နော်ဒီ L land ပေါ့နော် L ဆိုတဲ့ဟာလေးပေါ်နေမယ်ဒီဟာလေးကကြတော့ကျွန်တော်ရဲ့ဟိုပေါ့နော်ဒီ desktop ကခုံလိုက်မယ်ဆိုရင်ဒီ test ကခုံလိုက်မယ်ဆိုရင်ဒီနားလေးမှာကြာမယ်ပြီးမှနောက်တစ်ခေါက်ခုံမယ်ဆိုရင်ဒီနားလေးမှာထိမယ်ပေါ့နော်ဒီနားလေးမှာကြာပေါ့3လောက်မှာကြာမယ်3လောက်ကနောက်တစ်ခေါက်ခုံမယ်ဆိုရင်ကျွန်တော်တို့ဒီ6လောက်မှဒီ6လောက်မှမှာတွားပြီးတော့ဆုံးမယ်ပေါ့နော်အဲ့လိုမျိုးပါဒီဟာဆိုရင်ကျွန်တော်တို့ဟောပေါ့နော်ဒီဟာလေးနဲ့တွားပြီးလုံးလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဟောပေါ့လုံးလောက်ရတာတက်တာတော့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဆိုကျွန်တော်တို့ခုံမယ် test လေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်နှိပ်တော့ကျွန်တော်တို့ရဲ့ဟာကဒီမှာရောက်သွားပြီပေါ့နော်ကျွန်တော်ရဲ့ဒီကွာဇာလေးကကျွန်တော်တို့ဒီနားလေးမှာရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီနားလေးမှာပေါ့နော်ဒီဟာလေးရှယ်လာလုပ်လိုက်မယ်ပြီးမှနောက်တစ်ခေါက်ခုံမယ်ကျွန်တော်တို့ test နဲ့တော့ခုံမယ်ခုံပြီးမှခုံလို့ပြီးတာနဲ့ကျွန်တော်တို့ဒီဟာလေးမှာဘာမှမရေးတော့ဘူးပေါ့နော်ဘာမှရေးစရာမလိုတော့ပါဘူးဒီဟာလေးမှာမရေးတော့ဘူးမရေးပြီးမှနောက်တစ်ခေါက်ခုံလိုက်မယ်ခုပြီးမှကျွန်တော်တို့ရဲ့ဒေါ်လာလိုင်းလေးကဒီ6လမှချားရတယ်ဆိုတော့ကျွန်တော်6လမှအထိကျွန်တော်တို့ဒီဒေါ်လာလိုင်းကဒီ6လမှလောက်မှဆုံးပါတယ်ပေါ့နော်ကျွန်တော်တို့ဒီနားမှာအဆုံးထိကိုဒီနားမှာထားရတာဆိုတော့ကျွန်တော်တို့ရဲ့ဒေါ်လာလိုင်းလေးကဒီနားခုံပြီးတော့မှဒီ3လမှခုံပြီးတော့မှ6လမှအထိကျွန်တော်တို့ဒေါ်လာလိုင်းဆုံးပါတယ်ပေါ့နော်ကျွန်တော်ရွေးထားတဲ့ကွက်တွေပေါ့နော်ပထမကကျွန်တော်တို့ဒီနလက်မောက်ခွဲမှာကျွန်တော်တို့ရွေးလိုက်တယ်ပြီးမှကျွန်တော်3လမှရွေးတယ်3လမှရွေးမှကျွန်တော်6လမှရွေးတယ်6လမှမရွေးခါကျွန်တော်ဒေါ်လာလိုင်းကိုရွေးလိုက်တယ်ပေါ့နော်အဲ့လိုဒေါ်လာလိုင်းရွေးပြီးမှ6လမှနဲ့မှအဆုံးနဲ့မှကျွန်တော်ဒေါ်လာလိုင်းနဲ့မှရွေးရတာပေါ့နော်အဲ့လိုရွေးမှပဲကျွန်တော်ခုံတဲ့အချိန်မှာဒေါ်လာလိုင်းလေးက6လမှအထိပါလာတာပါဖြစ်ပါတယ်ဗျအဲ့ဒါဆိုရင်ဒီရှားစာတွေကိုလည်းအကုန်လုံးအဲ့လိုရေးမှာပေါ့နော်ဒီဟာလေးပြီးပြီဆိုတော့ကျွန်တော် enter လေးကိုခောက်မယ် enter လေးနှိပ်ပြီးတော့မှကျွန်တော်ရဲ့နာမည်ရေးမယ်ပေါ့နော်နေပြီးမှနောက်တစ်ခေါက်ဒီ test နဲ့ဒီနောက်တစ်ခေါက်ဒီ 2.5 ကိုတွားမယ်ပေါ့နော်တွားပြီးမှကျွန်တော်တို့ရဲ့ဟာပေါ့နော်ဒီရှာမယ်ရှာပြီးမှနောက်တစ်ခေါက်ခုမယ်ခုပြီးတော့မှရှာမယ်အဲ့လိုရေးသွားလိုက်ရပါပြီနေပြီးပြီကျွန်တော် enter လေးခောက်မယ်ခောက်ပြီးမှစီပေါ့နော်ဘာပြီးမှ test နေဒေါ်လာလိုင်းခုမယ်ပြီးမှရှာမယ်ပြီးမှခုမယ်ပြီးမှခောက်မယ်ပြီး enter ဝင်မယ်ဒီတိုင်းလေးရေးလိုက်ရင်ပေါ့နော်ဆုံးအောင်ထိလေးမဟုတ်ရင်ဟိုပြီးမှပဲကျွန်တော်ပြောမယ်ဒီကောင်လေးကတော့ဒီတိုင်းလေးဟိုပေါ့ဒီ CV ဖုန်းမှာပါတဲ့အချက်လေးကိုကျွန်တော်ရေးလိုက်မယ်ရေးပြီးမှပဲဒီနောက်ပိုင်းကြားတဲ့ဟာလေးကိုနောက်ပိုင်းဟိုဒီလက်မှတ်တို့ပါလို့ရေးရမယ့်ဟာတွေကိုနောက်ပိုင်းမှာပြောပါမယ်ဒီတိုင်းဆုံးအောင်တော့ကျွန်တော်ရေးလိုက်မယ်ပေါ့နော်
ဒါဆိုရင်ဟိုပါဘောနော်ဒီစီဖုံမှာဟိုပါဘောနော်ဒီလွယ်တဲ့အချက်လက်တွေကိုအကုန်လုံးဟိုပါဘောနော်ကျွန်တော်ဖြည့်ထားလိုက်ပဲပြီအကုန်လုံးဒီလောက်ပို့တော့ပြီးတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ enter လေးခောက်ပါမယ် enter လေးနဲ့ကျွန်တော်တို့အောက်ကိုဆင်းပါမယ်အောက်ကိုဆင်းပြီးတော့မှကျွန်တော်တို့ပေါ့နော်ဒီလက်မဲ့ရေးမှာဆိုတော့ကျွန်တော်တို့ enter နှစ်ချက်ခောက်ပြီးတော့မှကျွန်တော်တို့အောက်ကိုဆင်းလိုက်ပါမယ်ဆင်းပြီးတော့မှကျွန်တော်တို့ဒီလက်မဲ့ကိုရေးအောင်ပေါ့နော်တော့ပေါ့နော်ရှာပြီးတော့မှကျွန်တော်တို့အောက်ကိုနောက်ကြောင်းဆင်းပါမယ်ဆင်းပြီးတော့မှကျွန်တော်တို့ဒီစင်ကနေရှာဆိုတဲ့ဟာလေးကိုကျွန်တော်ရေးပါမယ်နော်စင်ကနေရှာပြီးပြီဆိုတော့လည်းကျွန်တော်တို့မှတ်လိုက်မယ်ပေါ့နော်ပထမအောင်ဆုံး select မှတ်လိုက်မယ်မှတ်ပြီးတော့မှကျွန်တော်တို့ဒီဟာလေးကိုဒီ enter လေးကိုကျွန်တော်တို့ဒီ setter လေးကိုကျွန်တော်ဝင်လိုက်မယ် setter လေးကိုဝင်ပြီးတော့မှကျွန်တော်ဒီနားပေါ့နော်ဒီတော့မှ decrease intent နဲ့ကျွန်တော်တို့ဒီincrease intent ဆိုပြီးရှိပါတယ်ဒီ increase intent လေးကိုကျွန်တော်တို့ဒီညာဘက်ကိုပို့မှာဆိုတော့ကျွန်တော်တို့ increase intent လေးကိုကျွန်တော်တို့နှိမ့်လိုက်မယ်ပေါ့နော်နှိမ့်မယ်တိုးမယ်ပေါ့နော်တိုးမယ်လေးလေးများတော့ပြီဒီနေ့နှိမ့်မယ်ဒီလောက်ဆိုရင်ဆက်ပြပါပြီအဲဆိုဒီနားလေးမှာဒီလက်မှတ်ထားမဲ့ပုံစံပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဟိုဒီကောင်လေးကိုကျွန်တော်တို့ခြုံပြီးဆက်ကြည့်လိုက်မယ်ရှုံပြီးတော့နည်းနည်းရှုံကြည့်လိုက်မယ်ကြည့်လိုက်တော့ဒီစာရွက်မှာပေါ့နော်နည်းနည်းတော့ဟိုပါပေါ့နော်အောက်မှာတလက်မပေါ်မှာတလက်မဆိုတော့ဒီအောက်မှာပေါ့နော်ဒီနည်းနည်းကြံနေသေးတယ်ပေါ့နော်စာရွက်ကကြည့်တိုင်းကြည့်တော့လောက်ဖြစ်နေတယ်အဲဒါကိုပြင်ပြီးကျွန်တော် share လိုက်မယ်အဲဒါလေးကိုကျွန်တော် boot deeper တွေလုပ်မှာပေါ့နော်ကြည့်လို့ကောင်းကျွန်တော်တို့ဒီနားမှာဒီ calculus building ကိုကျွန်တော်တို့ select လုပ်လိုက်မယ် select လုပ်ပြီးမှဒီဟိုပါပေါ့နော်ဒီဟာလေးမှာ boot ဆိုတဲ့ဟာလေးကိုကျွန်တော်နှိုက်လိုက်မယ်ပေါ့နော်ဒီကောင်လေးကိုဒီဟိုပေါ့ဒီချင်းရှားမြင်အောင်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ဒီကောင်လေးနဲ့စာကိုကျွန်တော်တို့ site နည်းနည်းပြောင်းလိုက်ရပေါ့နော် site ကိုကျွန်တော်တို့ဘယ်လောက်ထားမလဲပေါ့နော်ဒီ20ထားမလား20ဆိုနည်းနည်းကြီး16ထားမလားပေါ့နော်ကိုထားချင်တဲ့ပုံစံထားလို့ရပါတယ်ကျွန်တော်18လောက်ထားလိုက်ပါမယ်18ပြီးတော့မှကျွန်တော်တို့ဒီကောင်လေးတွေကိုအကုန်လုံးဒီစာရွက်ဟိုပေါ့နော်ဒီစာရွက်နဲ့ဟိုပေါ့ပုံစံကိုကြည့်ကြအောင်ကျွန်တော်တို့ဒီဟာလေးကိုဒီစာလေးကိုကျွန်တော်တို့ပထမအောင်ဆုံးဒီစာကနေပြီးတော့ကျွန်တော်တို့အကုန်လုံးကို select လုပ်လိုက်ပါမယ်လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီ paragraph ခုထဲမှာပေါ့နော် paragraph ခုထဲမှာကျွန်တော်တို့ဒီဟာလေးကိုနှိပ်ပြီးတော့မှဒီတလက်မထားမလားတလက်မခွေထားမလားတလက်မခွေထားမလားပေါ့နော်တစ်ခွေလောက်ထားရင်ကျွန်တော်တစ်ခွေလောက်ထားကြည့်လိုက်မယ်ရှင်းလောက်ထားကြည့်လိုက်မယ်ဒီစာရွက်ကအောက်ကိုကျသွားတယ်ပေါ့နော်ဒီ signature အောက်ကိုကျသွားလက်မှတ်ထိုးမှဟာအောက်ကိုကျသွားတယ်အဲဆိုရင်လည်းရှားနေပေါ့နော်အကောင်လေးကိုကျွန်တော်တို့ပြန်ပြီးတော့မှဒီ 1.15 လောက်ထားလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဒီ signature ကပြန်ပြီးတော့ပေါ်တက်လိုက်ပြီပေါ့နော်အဲ့ဒါဆိုဒီလောက်ဆိုအဆင်ပြေပါပြီဒီ signature ထားမှာပေါ့နော်အဲ့လိုပြီးရင်ကျွန်တော်တို့ပေါ့နော်ဒီနားမှာဓာတ်ပုံကရမယ်ပေါ့နော်ဓာတ်ပုံကမယ်ဆိုကျွန်တော်တို့ပထမအောင်ဆုံးဒီ home page နားမှာရှိတဲ့ insight ဆိုတဲ့ဟာလေးရှိပါတယ် insight ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ဒီpage ဓာတ်ပုံ page နားမှာ share ဆိုတဲ့ဟာလေးရှိတယ်အဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ် share ဆိုတဲ့ဟာလေးရှိမှဒီဟိုပေါ့နော်ဒီနားမှာ research use ရှေ့မှာကျွန်တော်တို့ဒီဟိုပေါ့ဒီ restyling ဆိုတဲ့ဟာလေးရှိတယ်နော်ဒီကောင်လေးဟိုပေါ့4000ပုံစံမျိုး student ပုံစံမျိုးလေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်ရဲ့ဟာလေးကိုဒီနားလေးမှာပေါ့နော်ဒီနားလေးမှာနှိပ်လိုက်မယ်ပေါ့နော်ဒီနားလေးမှာနှိပ်လိုက်မယ်
ဒီကတော့ဒီကောင်လေးကိုကျွန်တော်တို့ဟိုမှာဒီဥပမာကျွန်တော်ကဒီကောင်လေးတွေကိုဥပမာကျွန်တော်ကဒီတိုင်းမညှိရှင်လို့ဆိုရင်ကျွန်တော်တို့ဒီ passport site ကကြာတော့ဗောနော်ဒီအလုံးလျှောက်တဲ့ passport site တွေကကြာတော့ကျွန်တော်တလက်မဒီဟိုတလက်မဘဲလေးပေါ့နော်တလက်မဘဲလေးထားတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးတွေမှာဒီဟာလေးမှာကျွန်တော်တို့ဒီဟာလေးမှာပေါ့နော်ဒီဟာလေးမှာတဲသွားပြီးတော့ဒီ down လေးမှာပေါ့နော်ကျွန်တော်တို့ဒီ site ဆိုတဲ့ဟာလေးမှာဒီမှာရေးထားတဲ့ဟာလေးရှိတယ်ဒီဟာလေးကိုကျွန်တော်တို့ဒီတလက်မထားခြင်းပေါ့နော်ဒီ passport site ကိုကျွန်တော်တလက်မထားခြင်းအဲ့ဒါဆိုကျွန်တော်တို့ဒီဟာလေးကို select လုပ်လိုက်မယ် select လုပ်ပြီးမှကျွန်တော်တို့တလက်မနှိပ်မယ်ပေါ့နော်ဒီကောင်ကျဒီ down လိုက်ပေါ့နော်ဒီဟာလေးကို down လိုက်ဒီအပေါ်မှာရှိတဲ့ဟာလေးကို down လိုက်ဒီကောင်ကျတော့အလျားလိုက်ပေါ့နော်အလျားလိုက်ဟာလေးကိုအလျားလိုက်ရှိတဲ့ဟာလေးကိုကျွန်တော် select လုပ်မယ် select လုပ်ပြီးမှကျွန်တော်တလက်မထားလိုက်မယ်ထားမှကျွန်တော် enter လေးကိုနှိပ်လိုက် enter လေးနဲ့ကျွန်တော်တို့ဝင်လိုက်မယ်ဝင်ဆိုရင်ဒီဟာလေးကကြာရင်ဒီတလက်မဖြစ်သွားပြီပေါ့နော်တလက်မဖြစ်သွားပြီတလက်မဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီ passport site ကပြော passport ဒီပုံလေးကကြာတော့ကျွန်တော်အပြောင်ဖြစ်နေတယ်ပေါ့နော်အပြောင်ဖြစ်နေတယ်ဆိုရင်ကျွန်တော်ဒီဟာလေးမှာဒီ chest outline နဲ့ chest ဒီ page ရှိတယ်ကျွန်တော် chest outline ကိုနှိပ်လိုက်မယ်နှိပ်ပြီးမှကျွန်တော်တို့ဒီsorry ဒီအပေါ်မှာရှိတဲ့ chest page ကိုနှိပ်မယ်နှိပ်ပြီးမှကျွန်တော်ဒီဟိုဟာဒီဟာလေးအပြားလေးဖြစ်နေတယ်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့ကဒီအဖြူရောင်လေးရွေးလိုက်မယ်ပေါ့နော်ဖြူရောင်လေးရွေးလိုက်မယ်ရွေးတယ်မှဒီဘေးနားမှာဒီအောက်ဒီ chest page ရဲ့အောက်မှာ outline ဆိုတဲ့ဟာရှိတယ် chest outline လေးရှိတယ် chest page ဆိုတာကျွန်တော်အထင်းမှာရှိတဲ့ဒီ color ကိုပြောတာပေါ့နော်ဒီအပြာဆိုပြာပေါ့နော်အဖြူဆိုဖြူဒီ chest outline ကြတော့ကျွန်တော်ဒီနားမှာပေါင်တဲ့ဒီဘေးမြင့်တက်တဲ့ဟာပေါ့နော်ဘေးကျိုးကိုကျွန်တော်အယုံ color ကိုခွဲတာပေါ့နော်ဒီဟာလေးကကြာဒီ chest outline ဆိုတဲ့ဟာလေးကလေဒါလေးနှိပ်လိုက်မယ်နှိပ်မှကျွန်တော်အမေးရောင်လေးကိုကျွန်တော်ထားလိုက်မယ်ပေါ့နော်အမေးရောင်လေးကိုထားလိုက်မယ်ထားလိုက်ပြီးတော့ကျွန်တော်တို့ဒီနားမှာထားလိုက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့ဒီအခုကျွန်တော်ရိုက်ထားတဲ့စာနဲ့ပေါ့နော်ဒီညင်လားမညင်ဘူးလားဆိုတော့ကျွန်တော်တိုင်းကြည့်ရရင်ပေါ့နော်တိုင်းကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဘာနဲ့တော့ဘေးကိုသွားမလဲဆိုတော့ကျွန်တော်တို့အပေါ်မှာရှိတယ်ကျွန်တော်တို့ဒီ hit ဘေးနားမှာ view ဆိုတဲ့ဟာရှိပါတယ်အဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ဒီ ruler ရဲ့အောက်မှာကျွန်တော်တို့ guideline ဆိုတဲ့ဟာရှိတယ်အဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ရှိတော့ကျွန်တော်ရဲ့စာကဒီဟိုမညင်ဘူးဖြစ်နေတယ်ပေါ့နော်ဒီဟာလေးနဲ့ကျွန်တော်မညင်ဘူးဖြစ်နေတယ်ကျွန်တော် passport ပုံကအပေါ်မှာရောက်နေတယ်စာတင်ကကြာအောက်ကိုရောက်နေတယ်မတည်တတ်ဘူးပေါ့နော်မကြသေးဘူးပေါ့မညင်သေးဘူးဆိုရင်ကျွန်တော်တို့ဒီဟာလေးကို share လောက်ဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့မှကျွန်တော်မညင်အောင်လောက်ရမှာပေါ့နော်မညင်အောင်လောက်ရမယ်ညင်အောင်လောက်မယ်ဆိုကျွန်တော်ဘယ်လိုလုပ်မလဲဒီကောင်လေးကိုဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီကောင်ကိုဒီ apply position ကိုကျွန်တော်တို့ပြန်ပြီးတော့မှ select လုပ်လိုက်မယ် select လုပ်လိုက်မယ်လုပ်ပြီးတော့မှကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ကဒီနားမှာကျွန်တော်တို့ဒီဟိုးသွားပြီးတော့မှကျွန်တော် paragraph site ကိုသွားပြီးတော့မှကျွန်တော်တို့ပြန်ပြီးနှိပ်မယ်နှိပ်ပြီးတော့မှကျွန်တော်တလက်မပဲထားလိုက်မယ်ပေါ့နော်တလက်မထားလိုက်မယ်တလက်မထားလိုက်မယ်တလက်မထားပြီးတော့မှကျွန်တော်တို့ရဲ့ဒီကောင်လေးကိုပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့စာတဲ့နဲ့အောက်ကိုချရှင်တယ်ပေါ့နော်ဒီအပေါ်မှာနင်းကက်နေတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုအောက်ကိုချမယ်ဆိုတော့ဒီနားလေးမှာကျွန်တော်တို့ဒီဘာပေါ့ဒီဂါဇာလေးကိုချပေးလိုက်မယ်ချပြီးတော့မှကျွန်တော်တို့ enter လေးနှစ်ချက်လောက်ခောက်လိုက်မယ်ပေါ့နော်အချက်လောက်ဝင်လိုက်မယ်ခောက်ပြီးတော့မှခောက်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့စာတဲ့နဲ့ဒီဘာပေါ့ဒီကျွန်တော်ရဲ့စာတဲ့နဲ့ဒီစာနဲ့ကြားမှာဒီအကော်ဝင်းနဲ့ဟာတော့ရင်ပေါ့နော်ကော်ဝင်းနဲ့ဟာတော့မယ်ဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ဒီတက်ပုံထားမဲ့နေရာလေးကိုကျွန်တော်ညှိလို့ရပြီပေါ့နော်ကျွန်တော်ပြန်ပြီး view ကိုသွားမယ် view သွားမှကျွန်တော်တို့ရဲ့ guideline ကိုဆွဲလိုက်မယ်ပေါ့နော် guideline ဆွဲပြီးမှကျွန်တော်ရဲ့တက်ပုံလေးကိုဒီနားလေးမှာထားမယ်ညီလာမညီလာကြည့်ပေါ့နော်ညီလာမညီလာဒီနားလေးမှာထားမယ်ဘေးမြင့်နဲ့ညီလာပေါ့နော်ကျွန်တော်ရဲ့စာရဲတွေကဘေးမြင့်နဲ့ညီလာပြင်ထွက်နေလားဆိုပြီးတိုင်းကြည့်တာပေါ့နော်ဒီနားမှာထားကြည့်လိုက်မယ်ပြီးမှကျွန်တော်ရဲ့ guideline ဆိုတဲ့ဟာလေးကိုကျွန်တော်ပြန်ဖြုတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဒီဟိုတက်ပုံထားတဲ့ညာဟိုပေါ့နော်စနစ်ကြဖြစ်သွားပြီပေါ့နော်ဆိုရင်ဒီနားလေးမှာ signature အောက်မှာဒီ signature ကိုကျွန်တော်တို့ကဒီတိုးနေတယ်ဆိုရင်ကျွန်တော်တို့ဟာဖြည့်မဲ့နေရာတိုးနေတယ်ဆိုရင်ဒီဟာလေးကိုပြန်ပြီးတော့မှဒီကာဇာလေးနဲ့နှိပ်ပြီးတော့မှဒီဟာလေးကို dash နဲ့ပြန်ပြီးတော့ရှင်းလိုက်ရပါတယ်ပေါ့နော်
ဒီ poster ကိုပြင်ပြီးတော့နှိပ်လိုက်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်အကုန်လုံးအဆင်ပြေပြီလို့မျှော်လင့်ပါတယ်ကျွန်တော်နောက်ပိုင်းကျရင်ဒီဟာပေါ့နော်ဒီ wall နဲ့ပတ်သက်ပြီးတော့ micro wall နဲ့ပတ်သက်ဒီ table လေးတွေဒီဇာတ်ဆွဲတာလေးတွေကိုကျွန်တော်နောက်ပိုင်းပြီးတော့ဒီမျှဝေပေးတော့ဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျေးဇူးပါ